ချန်ပီယံလိရှုံးပွဲကြောင့်ဒိုင်းရိုက်ဝင်ခွင့်ရဖို့မသေးကြတော့တဲ့မန်စီးတီးပရိသတ်များအားမင်္ဂလာပါများမန်စီးတီးကတော့ယခုတစ်ပတ်ဂျာယန်နဲ့ချန်ပီယံလိပြိုင်ပွဲမှာဘိုဒိုကလင်းလိုအသင်းငယ်လေးကို3ဂိုးနဲ့ရှုံးခဲ့ပြီးချန်ပီယံလိရဲ့နောက်တစ်ဆင့်ကိုတက်ရောက်နိုင်ဖို့အတွက်မသေးကြတော့ပါဘူးမန်စီးတီးရဲ့ယခုရှုံးပွဲကြောင့်လာမယ့်နောက်ဆုံးပွဲစဉ်မှာနိုင်ရရင်တော့မှပြန်မဲ့အတရဲ့အမားကိုစအောင်မှာဖြစ်ပါတယ်မန်စီးတီးပွဲစဉ်9အပြီးမှာရမယ့်73မှတ်နဲ့အဆင့်17နေရာမှာရပ်တည်နေပြီးထိပ်ဆုံး10သင်းဝင်မှာနောက်တစ်ဆင့်ကိုဒိုင်းရိုက်တက်ရောက်ခွင့်ရရှိမှာပါအဆင့်ရှိတွင်ဝင်ခဲ့ရင်တော့မန်စီးတီးတင်ဟာ play-off အဆင့်ကိုဆက်လက်ဖြတ်သန်းရအောင်မှာဖြစ်ပြီး play-off အဆင့်ကနေရှုံးတဲ့အဆင့်ကိုတက်ရောက်လာနိုင်ခဲ့ရင်တော့မန်စီးတီးအတွက်နောက်တစ်ဆင့်မှာအခက်အခဲတွေနဲ့ကြုံတွေ့သွားရတော့မှာပါမန်စီးတီးအနေနဲ့ဒီနှစ်မှာလည်း play-off အဆင့်ကိုဖြတ်သန်းရမယ်ဆိုရင်ချန်ပီယံလိပြိုင်ပွဲကိုပုံစံပြောင်းလဲလိုက်တဲ့နှစ်စလုံး play-off အဆင့်ပွဲစဉ်တွေကိုစားရတော့မှာပါပြီးခဲ့တဲ့ရာသီကလည်းမန်စီးတီးတင်ဟာပွဲစဉ်ရှစ်ပြီးမှအဆင့်20နေရာမှာရပ်တည်ခဲ့လို့ play-off အဆင့်ကစားခဲ့ရပြီး Real Madrid ကိုရှုံးနေကအုပ်စုဆင့်နဲ့ပဲကျင်းနေခဲ့ရတာပါအခုလည်းဒီလို play-off အဆင့်ကိုဖြတ်သန်းရအောင်မှာဖြစ်ပြီးဘာတွေဆက်ဖြစ်လာမလဲဆိုတာကတော့မသိကြသေးပါဘူးဒါပေမဲ့လည်း UEFA အနေနဲ့ play-off အဆင့်ကနေနောက်တစ်ဆင့်ကိုတက်ရောက်လာတဲ့အသင်း၈သင်းကိုရှုံးတဲ့အဆင့်ကနေ semi-final အဆင့်ထိဒုတိယအကြော့ပွဲစဉ်တွေတိုင်းအဝေးကွင်းမှာကစားရမယ်ဆိုတဲ့စီမင်းအပြောင်းလဲလှုပ်ဆောင်ခဲ့ပါတယ်ဒါထိပ်ဆုံး၈သင်းအတွက်မတူညီတဲ့အခွင့်အရေးကိုရစေမယ်လို့ဆုံးဖြတ်ခဲ့ပြီးမနေ့ကဒီလိုအဆင့်မှာပြဿနာနေငယ်ရှိခဲ့လို့ယခုလိုစီမင်းပြောင်းလဲလိုက်တာပါဒါကြောင့်ထိပ်ဆုံး၈သင်းကတော့ရှုံးတဲ့အဆင့်ကနေ semi-final အဆင့်ထိပထမအကြော့ကိုအဝေးကွင်းဒုတိယအကြော့ကိုအိမ်ကွင်းမှာကစားခွင့်ရရှိသွားမှာပါဇာမအင်အားနေပါနေတဲ့မန်စီးတီးတို့ဘုံပေါင်းရဲ့စီမီညိုပဲလီရဲ့ဂွေတို့ကိုခေါ်ထားပေမဲ့လည်းအသင်းရလက်ပိုင်းကတော့ထင်လောက်ပြောင်းလဲလာခြင်းမရှိသေးပါဘူးမန်စီးတီးအသင်းဘာတွေမှားနေလဲပရီးမီးယားလိမှာ၄ပွဲဆက်တိုက်နိုင်ပွဲပြောက်ခဲ့တယ်လို့ချန်ပီယံလိမှာလည်းဒိုင်းရိုက်ဝင်ခွင့်ရဖို့မသေးကြတော့တာကြောင့်မန်စီးတီးအသင်းရဲ့အခြေအနေဟာအတော်လေးကိုဆိုးရွားနေခဲ့ပါပြီဒီပြကွာလာအနေနဲ့အခုလိုအခြေအနေမျိုးတွေမှာအသင်းရဲ့အတူအကောင်းဆုံးကြော်ဖြတ်နိုင်မလားဆိုတာကလည်းမသေးကြဘဲတင်းနေရကွာလာဟာယာဒီကုံမှာမန်စီးတီးနဲ့လမ်းခွဲသွားမယ်လို့တင်းနေထွက်နေခဲ့တာပါမန်စီးဆိုတဲ့အသင်းကို၄နှစ်ဆက်တိုက်ပရီးမီးယားလိချန်ပီယံဆူဖလားနဲ့ချန်ပီယံလိဆိုတဲ့ပထမဆုံးဆူဖလားတွေစုခုပေးနိုင်ခဲ့တဲ့ကွာလာနဲ့မန်စီးတို့ရဲ့လမ်းခွဲကို2025-2026ဘောလုံးရာသီအကုန်မှာကျွန်တော်တို့တွေ့မြင်သွားရမှာလားဗီဒီယိုလေးကတော့ဒီလောက်ပါပဲအဆုံးထိကြည့်ပေးခဲ့ကြတဲ့ပရိသတ်တူတယောက်ချင်းတွေတိုင်းကိုကျေးဇူးထူပဲတင်ရှိပါရခင်ဗျာနောက်လာမယ့်ဗီဒီယိုတွေမှာပရိသတ်တွေနဲ့ပြန်လည်ဆုံတွေ့ကြပါမယ်